အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်မျိုးထွန်းနိုင်ဖြစ်ပါတယ် Fitness by မျိုးထွန်းနိုင်ရဲ့ Facebook page admin ဆိုလည်းမမှားပါဘူးဒီကနေ့မှာတော့ကျွန်တော်ကဂျင်သွားဖို့အဆင်မပြေတဲ့လူတွေကျွန်တော်တို့အိမ်မှာပဲခန္ဓာကိုယ်တစ်ခုလုံးကျွန်တော်တို့ body weight ကိုပဲအသုံးပြုပြီးဆော့လို့ရမယ်လေ့ကျင့်ခန်းလေးတွေကိုကျွန်တော်ကပြသပေးမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲစိတ်ဝင်စားရေးတစ်ချက်လောက်ကြည့်နေကြရအောင်ဟောမေးလို့အခုဆော့ပြမယ်လေ့ကျင့်ခန်းတွေကကျွန်တော်တို့ body weight များနေရလို့ပဲဖြစ်ဖြစ်ဘယ်လိုအသက်အရွယ်ပိုင်းခြားပဲမရွေး live ဆော့လို့ရမယ်လေ့ကျင့်ခန်းဖြစ်ပါတယ်ဆိုတော့အားလုံးပဲလိုက်ပြီးတော့ဆော့ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ်တစ်ချက်လောက်ကြည့်လိုက်ကြရအောင်โอเคဘယ်လေးကျင့်ကံဆိုမစခင်ကျွန်တော်ကြောလျှော့မယ်ဆိုတော့ခြေထောက်တစ်ချောင်းကိုရှေ့ထုတ်မယ်လက်နဲ့ခြေထောက်ကိုသွားပြီးထိမယ်3 2 1 okay နောက်တစ်ပတ်ထုတ်မယ်5 4 3 2 1 okay ကောင်းပါပြီကျွန်တော်တို့ခြေထောက်တစ်ချောင်းလုံးပုံမှန်ထားမယ်5 4 3 2 1 okay and then ကျွန်တော်တို့ခါလေးလှည့်မယ်ပေါ့နော်ခြေချောင်းလေးနည်းနည်းလေးကားမယ်ပြီးရင်5 4 3 2 1 okay နောက်တစ်ဖက်5 4 3 2 1 okay ကောင်းပါပြီပြီးရရှုရှင်เนาะကျွန်တော်တို့ခေါင်းလေးကိုဘေးကိုဆောင်းမယ်လက်လေးဖြန့်ထားမယ်ကျွန်တော်တို့ဒီမေးရိုးလေးတွေနဲ့ကျွန်တော်တို့လည်းဘေးသက်ကြွသားလေးတွေကို stretch လုပ်မှာဖြစ်ပါတယ် okay ကျွန်တော်တို့လက်ချောင်းလေးတွေဆွဲဆန့်မယ်အပေါ်ဆန့်ထုတ်မယ် stretch လုပ်မယ် okay ကျွန်တော်တို့လေ့ကျင့်ခန်းစလုပ်လို့ရပါပြီ okay ပထမဆုံးဆော့မယ့်လေ့ကျင့်ခန်းကတော့ jumping jack ဗီဒီယိုနှစ်ခုပြသထားတယ်ဘယ်ဘက်တစ်ချမ်းကကျွန်တော်တို့ intermediate ကိုခန္ဓာကိုယ်ကိုနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူငယ်လူရွယ်လည်းဖြစ်တယ်ဆိုရှင်ကျွန်တော်တို့အတုံဖုံဆိုင်ဆော့ပေးရပါမယ်ဗီဒီယိုရဲ့အတိုင်းပဲညာဘက်တစ်ချမ်းကကြတော့ကျွန်တော်တို့ overweight ဖြစ်နေတဲ့လူတွေအခုမှ beginner သမားတွေစဆော့မဲ့လူတွေဆိုရှင်ကျွန်တော်တို့ဒူးစစ်လေးတွေခြေချောင်းလေးနားတက်မှာဆိုလို့ကျွန်တော်ကဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲကျွန်တော်ဆော့ပေးလို့ရပါတယ် okay နှစ်ဖက်စလုံးကတော့အတုံဖုံဆိုင်ဆော့ပေးရမှာဖြစ်ပါတယ်45စက္ကန့်မှာကျွန်တော်တို့3ကြော့ဆော့ရပါမယ်ဂျားထဲမှာကျွန်တော်တို့10စက္ကန့်နားလို့ရပါတယ်Okay ဒုတိယလေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ standing leg lift ပေါ့နော်ဒီလေ့ကျင့်ခန်းလေးတော်တော်လေးကောင်းတယ်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲဘယ်ဘက်တစ်ချမ်းကလူတွေကတော့ကျွန်တော်တို့ခြေထောက်ကိုတေချာဆန့်ပြီးတော့လက်ဖွားကိုသွားပြီးရိုက်နိုင်တဲ့အထိကိုကျွန်တော်တို့သွားပါမယ်လက်ဖွားကလည်းကျွန်တော်တို့ shoulder ကျလောက်ပဲသွားမှာပါဆိုတော့ညာဘက်တစ်ချမ်းကလူတွေကတော့ကျွန်တော်တို့ဒီဒူးနဲ့တိုက်ရလို့ရှိရင်တော့တော်တော်လေးအဆင်ပြေနေပါပြီဆိုတော့45စက္ကန့်မှာကျွန်တော်တို့3ကြော့ဆော့ရပါမယ်ဂျားထဲမှာ10စက္ကန့်နားလို့ရပါတယ် Okay let's go Okay နောက်ဆုံးလေ့ကျင့်ခန်းတစ်ခုအနေနဲ့ကတော့ squat ထိုင်ရမှာဖြစ်ပါတယ်ကျွန်တော်ဘယ်ဘက်တစ်ချမ်းလူတွေကတော့ကျွန်တော်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲ၄တုံး2တုံးလေးနဲ့ဆော့ရရှင်တော့ပို့ပြီးအဆင်ပြေတယ်အဲ့တိုင်းလေးပဲကျွန်တော်ဆော့ပေးပါညာဘက်တစ်ချမ်းလူတွေကတော့ကျွန်တော်တို့ overweight သမားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခုမှစဆော့မဲ့လူတွေဆိုရှင်ထိုင်ထားလောက်ကအဆင်မပြေတဲ့လူတွေဆိုရှင်လူတိုင်းမှာနံရံရှိပါတယ်နံရံကိုဒါကျွန်တော်တို့ကြောကတ်လိုက်ပြီးတော့ squat ထိုင်ပေးပါဗီဒီယိုရဲ့အတိုင်းပဲ Okay ဒီကောင်လေးကိုလည်း45စက္ကန့်3ကြော်ဆော့ပေးရမယ်ဂျားထဲမှာ10စက္ကန့်နားလို့ရပါတယ်